ကောင်လေးကရွာနဲ့10 ကီလိုမီတာဝေးသွားရင်နှစ်30လောက်အသက်ကြီးတဲ့ပုံပေါ်သွားပြီးစသချင်းမှာသူကရောင်သွားပြီလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့သူ30 ကီလိုမီတာလောက်ရောက်သွားတဲ့အခါမှာတော့အသက်80ရှိတဲ့အဖိုးကြီးဖြစ်သွားခဲ့ပြီးသူဟာသူ့ရဲ့ရုပ်ကိုကြည့်ပြီးတော့မှအယံကိုထိတ်လန့်သွားပါတယ်။အပြင်မှာဒီတိုင်းတည်သွားမှဆိုတာကြောင့်ရွာကိုပြန်သွားလိုက်ပြီးသူများတဲ့မမြင်အောင်သူဟာအုတ်ထုံးနဲ့တပတ်ကိုတုံးပြီးတော့ကိုလုံခြုံအောင်ကာထားလိုက်ပါတယ်။ဗိုက်စာလို့ပေါ့စီဝယ်ပြီးတော့ပြန်လာတဲ့အခါမှာလူတယောက်ကသူ့ကိုလာပြီးတော့တိုက်မိသွားပြီးသူများသူ့ရဲ့ရုပ်ကိုမြင်သွားမှဆိုတာကြောင့်ပဲပေါ့စီတွေကိုလည်းဂိမ်းမဆိုင်အားပဲနဲ့ထပ်ပြေးလာရပါတယ်။သူရွာထဲကိုဝင်လာကလေးကသူ့ရဲ့ရုပ်ကပုံမှန်ပြန်ပြေးသွားတဲ့အကြောင်းကိုသူမသိပါဘူး။သူ့ရဲ့ဖုန်းနဲ့ကြည့်တဲ့အခါမှာတော့ပြန်ကောင်းလာတဲ့ရုပ်ကိုတွေ့လိုက်ရပြီးအမှန်တရားကိုသိဖို့တဲ့သူဟာဟိုတယ်ရဲ့ကောင်တာမှာနေကင်းတို့ကသူနဲ့အတူရှိခဲ့တဲ့ကောင်မလေးရဲ့အကြောင်းကိုသွားပြီးတော့မေးပါတယ်။သူမှဖြစ်ပျက်ထားတဲ့ထူးဆန်းတဲ့ဖြစ်ပျက်တွေဟာအဲ့ဒီကောင်မလေးနဲ့ဆက်ဆက်နေတာဖြစ်ပြီးမနေ့ကသူနဲ့သူ့ရဲ့ကောင်မလေးခရီးထွက်တဲ့အချိန်မှာဓမြတစ်ဖွဲ့ကိုတွေ့လိုက်ရပါတယ်။ဓမြတွေကြောင့်ပဲကောင်လေးဟာကြောက်ထဲကနေပြုတ်ကျသွားခဲ့ပြီးသူ့ရဲ့ရင်ဘတ်မှာတက်ကိုင်းချောင်းတစ်ချောင်းထိုးမိသွားတာပါ။သူကရောမယ်လို့ထင်နေတဲ့အချိန်မှာသူ့ရဲ့သွေးနဲ့မြေကြီးထိလိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့ဖြစ်ရတဲ့ဖြစ်ပေါ်လို့လာရပါတယ်။ဂျိုသားမလေးကနိုးထားလို့လာခဲ့ပြီးတော့သူ့ရဲ့အသက်ကိုကယ်တင်လိုက်ပါတယ်။ဂျိုသားမလေးကလက်လေးလှုပ်လိုက်တာနဲ့တွေးထွက်နေတဲ့ဒဏ်ရာကမျက်နှာပြင်ပေါ်ကသွေးတွေပျောက်ဆုံးလို့သွားပါတယ်။ဂျိုသားမလေးကိုကျေးဇူးဆက်ဖို့တဲ့ကောင်လေးကသူ့အတွက်တက်တက်လုံးစာအစီခံလုပ်ပေးရမှာဖြစ်ပြီးအခုချိန်ကနေစပြီးတော့ငါဟာမင်းရဲ့တက်ခင်ပဲတဲ့ငါရဲ့စကားကိုအကုန်နားထောင်ရမယ်ငါရဲ့နာမည်ဟာစီတင်ဆိုတာကိုမှတ်ထားဆိုပြီးတော့ပြောပါတယ်။ကောင်လေးကကျေးဇူးတင်တဲ့ပြင်ကောင်မလေးရဲ့ဖြစ်တည်မှုကိုလည်းအယံကိုအံ့ဩနေပြီးကောင်လေးကအပေါ်ယံမှာလက်ခံပြီးတော့စိတ်ထဲမှာတော့အယံကိုထပ်ပြေးချင်နေတာပါ။သူတို့ဟိုတယ်ကိုသွားတဲ့အချိန်မှာစီတင်ကရုတ်တရက်ရဲသွားပါတော့တယ်။နင်းရဲ့ဖက်နဲ့ကိုကျွတ်အဲ့ဒါဆိုငါပါဝေးရမှာလေတဲ့ကျွတ်တာကျွတ်လို့ပြောလိုက်ပါတယ်။သူရဲ့တခင်လေးကချုပ်ကိုင်းနေတော့ကောင်လေးကလည်းအမင်းကိုမလွန်ဆန်ရဲပဲဖက်နဲ့ကိုချွတ်ပြီးတော့စီထင်းကိုဝေပေးလိုက်ပါတယ်။သူတို့တွေဟာနေမွေငင်မှာဟိုတယ်ကိုရောက်သွားခဲ့ပြီးကောင်လေးကစီထင်းအနားယူနေတဲ့အချိန်မှာထပ်ပြေးသွားပါတယ်။စီထင်းကတော့သူ့ကိုသွားပြီးတော့မတားပါဘူး။ခောက်ဆွဲဝယ်ပြီးတော့ကောင်လေးပြန်လာမှကိုစောင့်နေသလိုကောင်လေးကလည်းထင်ထားတဲ့အတိုင်းပဲပြန်ပြီးတော့ရောက်လာပါတယ်။ငါပြန်လာမှကိုနင်သိတယ်မလားတဲ့။ငါအနေနဲ့ဝေးသွားပြီဆိုတာနဲ့ရုပ်ပြည့်စင်းပြည့်ဖြစ်သွားမှကိုနင်သိတယ်မလားလို့မေးပါတယ်။ဘာလို့စော်တွေကသူကမပြောတာလဲလို့မေးတဲ့အခါမှာလူတွေကကိုယ်တိုင်ခံစားရမှသင်ခန်းစာကောင်းကောင်းလေးမှတ်မိမှာပါတဲ့။ကောင်လေးရဲ့တွေကစီတင်းကိုကယ်လိုက်တဲ့အချိန်ကနေစပြီးတော့သူတို့ရဲ့အတက်ကအချင်းချင်းချိတ်ဆက်သွားတာဖြစ်ပါတယ်။ကောင်လေးကစီတင်းနဲ့10 ကီလိုမီတာဝေးသွားပြီဆိုလို့ရှိရင်တပြေးပြေးနဲ့အုံမင်းသွားပြီးတော့ဆုံးသွားမှဖြစ်ပါတယ်။အဲဒီခါမှာဆိုရင်ဘယ်သူကမှသူ့ကိုကယ်တင်လို့မရတော့ဘဲနဲ့စီတင်းကကောင်လေးကိုသူ့ရဲ့ဘေးမှာလိမ့်လိမ့်မမနေဖို့တဲ့ဆုံးမပါတော့တယ်။သူဟာသူ့ရဲ့အင်အားနောက်ထပ်တစ်ဝက်ကိုရှောက်တီသွားတဲ့အချိန်ကျရင်ကောင်လေးကိုပုံမှန်လူဖြစ်အောင်ပြန်လုပ်ပေးမယ်လို့လည်းပြောပါတယ်။တရေသားလေးဖြစ်တဲ့ကောင်လေးကတော့သူများရဲ့အစီအကံလိုမျိုးလုံးဝအဖြစ်မခံခြင်းပဲသူထပ်ပြေးခြင်းတဲ့အချိန်မှာစီတင်းဟာသူ့ကိုအနှွေတွေနဲ့ဖမ်းထားလိုက်ပါတယ်။ပြီးလို့ရှိရင်သူ့ကိုလမ်းတစ်ခုတွေကနေတစ်ခုကိုရွေးခိုင်းပြီးပထမတစ်ခုကတော့သူ့ရဲ့နောက်ကိုလိုက်ရင်အသက်ရှင်နေမှာဖြစ်ပြီးငါကအစိတ်မရှိဘူးတဲ့ရင်ရင်ကြီးကြီးဆက်ဆံတာကြိုက်တယ်။အရေးပြရင်အကောင်မြင်တဲ့လူကိုသဘောကျတယ်။နင်ကိုပြုံးစေခြင်းတဲ့အချိန်မှာပြုံးပြရမယ်။မပြုံးစေခြင်းတဲ့အချိန်မှာဆိုရင်မပြုံးရဘူး။ဥပမာအဖြစ်ငါနင့်ကိုဒူးထောက်ခိုင်းရင်နင်တကယ်ထောက်ချင်တာပဲဖြစ်ဖြစ်ချင်းချောက်ခံရလို့ဒူးထောက်တာပဲဖြစ်ဖြစ်ထောက်လိုက်ပြီးဆိုတာနဲ့စိတ်ချမ်းသာသွားမှာလို့ပြောပါတယ်။ကောင်လေးကအဲ့လိုဆိုကားခံရတာကိုမခံစားနိုင်ဖြစ်နေခဲ့ပြီးစီတင်ရဲ့အနောက်ကိုမလိုက်ဘူးဆိုရင်တော့ဘာဖြစ်မှလဲဆိုပြီးတော့မေးပါတယ်။စီတင်ကတော့ပြုံးပြီးတော့မလိုက်ဘူးဆိုရင်ကိစ္စတွေကလွယ်ကူသွားမယ့်အကြောင်းပြောပါတယ်။အပြင်ကိုထွက်ပြီးတော့လမ်းလျှောက်လို့မရတဲ့အချိန်မှာကိုမြုပ်လိုက်ရင်ရပြီပဲဖြစ်ပါတယ်။အဲ့ချိန်ကျရင်သူမကတော့အလိုအယမ်းများတာကြောင့်ရှင့်ကိုအမွှေးတန်သွားပြီးတော့မထွန်းပြဘူးလို့ပြောပါတယ်။ကောင်လေးကလည်းအသက်ဆက်ရှင်ဖို့အတွက်စီတင်ရဲ့အနားမှာနေဖို့အတွက်သဘောတူလိုက်ပြီးစီတင်ကအရန်ကုန်မှဝမ်းသာသွားပါတယ်။သူ့ရဲ့ဆွမ်းအားနောက်ထပ်တစ်ဝက်ကိုပြန်ယူဖို့အတွက်ကောင်လေးနဲ့သူ့ရဲ့မွေးရမြေစီကိုသွားဖို့လုပ်နေသလိုအခုချိန်မှာစီတင်ရဲ့မွေးရမြေတနေရာမှာထူးခြားတဲ့ဖြစ်ရပ်တွေလည်းဖြစ်ပေါ်နေပါတယ်။ကြောက်ထုတ်တစ်ခုကပေါက်ခွဲသွားခဲ့ပြီးတော့အိပ်ပျော်နေတဲ့လူနှစ်ယောက်လည်းနိုးလာတာဖြစ်ပါတယ်။ကောင်လေးတောက်ကဓာတ်နဲ့သွားပြီးတော့ကြည့်တဲ့အချိန်မှာလန့်သွားပါတယ်။ပြီးလို့ရှိရင်သူဘာလုပ်တာလဲဆိုပြီးတော့အော်နေပါတော့တယ်။